ကြမ်းဖက်စကားကရှန်နဲလေတက်ကိုပြစ်ခတ်တိုက်ခိုက်တဲ့တဲ့စလင်းမှာဆိုင်ကယ်နဲ့ထွက်လာတဲ့စစ်အုပ်စုကိုပြစ်ခတ်လို့3ဦးသေဆုံးဆိုတဲ့တဲ့တို့ကိုဖော်ပြပေးပါမယ်။မိထီလာမြို့ရှိစကားစာရှန်နဲလေတက်ကိုရှော့တိုက်တုံးများနဲ့ပြစ်ခတ်တိုက်ခိုက်တဲ့ကိုဖော်ပြပေးပါမယ်။မန္တလေးတိုင်းမိထီလာမြို့ရှိအကြမ်းဖက်စကားစရဲ့ရှန်နဲလေတက်စခန်းဌာနချုပ်ကိုတော်လန်ရေးပူးပေါင်းဖွဲ့တွေကEB လ2ရက်မနေ့4နာရီခွဲမှာ100ခုနှစ်မမရှော့တိုက်တုံးများနဲ့ပြစ်ခတ်ခဲ့တယ်လို့သိရပါတယ်။မိထီလာရှန်နဲလေတက်စခန်းဌာနချုပ်ကိုမြေပြင်လုံခြုံရေးတင်းကျပ်ထားတဲ့ကြားကအတွင်းသတင်းပေးအကူအညီကြောင့်100ခုနှစ်မမရှော့တိုက်တုံး30လုံးကိုပြစ်ခတ်ရမှာခုနှစ်လုံးကိုအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့တယ်လို့ BW ဖွဲ့ကဖော်ပြထားပါတယ်။တိုက်ခိုက်မှုကို Brave Warriors from Myanmar, BWM, No More Dictatorship, and MDPDF, Shadow, Mandalay. အဖွဲ့တို့နဲ့မိုးမခတ်တပ်ဖွဲ့ညောင်ဦးခရိုင်ပကဟာအဖွဲ့တို့လှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းတပုတ်တော့စလင်းမှာဆိုင်ကယ်နဲ့ထွက်လာတဲ့စစ်အုပ်စုကိုပြစ်ခတ်လို့စကားစ3ဦးသေဆုံးဆိုတဲ့သတင်းဖြစ်ပါတယ်။မကွေးတိုင်းစလင်းမြို့နယ်လင်းစင်းတိုက်နယ်ရဲစခန်းမှထွက်လာတဲ့အကြမ်းဖက်စစ်အုပ်စုကိုတောင်းညီနောင်ပြောက်ကြားတပ်ဖွဲ့က AB တရက်မနက်ခုနှစ်နာရီ50မိနစ်မှာကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်3ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။လင်းစင်းရဲစခန်းမှထွက်လာတဲ့အကြမ်းဖက်စစ်သားနဲ့ရဲတွေဟာစလင်းကံပြလမ်းပိုင်းမှာနေ့စဉ်ပြည်သူကားတွေကိုအတင်းထက်ငွေကြေးကောက်ခံနေတာကြောင့်အတင်းဆောင်ကြိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီရဲ2ဦးသေဆုံးပြီးဒဏ်ရာရသွားတဲ့စစ်သား2ဦးဟာလည်းစလင်းစေးရုံမှာတေဆုံးသွားတယ်လို့ဆိုပါတယ်။စစ်အုပ်စုထံမှလက်ပစ်ဖုံးနဲ့လုံးဖုံးနဲ့လုံးအိတ်လုံးနဲ့ပြည်သူတွေထံမှအဒမလူရထားတဲ့ပိုက်ဆံ9000ကျော်တို့ကိုလည်းတင်ဆက်ရရှိခဲ့တယ်လို့တောင်းညီနောင်ပြောက်ကြားတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားတာပါ။ပြောက်ကြားစစ်စင်ရေးတွေကိုအကောင်းဆုံးလှုပ်ဆောင်နိုင်ဖို့အတွက်ပြည်သူတွေအနေနဲ့စစ်ရေးအခြေအနေကိုအမြဲတည်ထားလိုက်နာဆောင်ရွက်ကြဖို့မေတ္တာရက်ခံထားပါတယ်။